နိုင်ငံမှာဘာလို့အလုပ်လုပ်ချင်ရတာလဲဆိုတာလေးကိုလည်းပြပြပေးပါဦး အဓိကတော့ကိုယ့်ရဲ့အနာဂတ်နဲ့မိသားစုပေါ့နော်ထောက်ပံ့ပေးနိုင်မယ်လို့ယုံကြည်လို့ပါရှင် အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ GCCM ကနေတစ်ဆင့်တူခရဲကီနိုစတောက်ကုန်ထုတ်တဲ့ဂျပန်နိုင်ငံမှာအလုပ်ရရှိသွားတဲ့ညီမလေးကိုဖိတ်ခေါ်ထားပါရှင်ညီမလေးရဲ့အရင်ဆုံးအနေနဲ့ကိုယ့်ကိုမိတ်ဆက်ပေးပြီးတော့ဘာလုပ်နဲ့အလုပ်ရရှိသွားလဲဆိုတာလေးကိုလည်းပြပြပေးပါဦး ။နာမည်ကတော့ခိုင်လို့ခေါ်ပါရှင်။ညီမကတော့ဂျပန်နိုင်ငံမှာတခုတည်းစားသောက်ကုန်ထုတ်လုပ်ငန်းနဲ့အလုပ်ရရှိသွားဖြစ်ပါရှင်။ ဒီမလေးကြီးအခုလိုလုပ်ရရှိသွားတဲ့အတွက်ခွန်ယူပါရနော်အခုလုပ်ရရှိသွားတဲ့အတွက်စိတ်ထဲမှာဘယ်လိုခံစားနေရလဲဆိုတာလေးကိုလည်းပြပြပေးပါဦး ပြောပါရောနော်ကိုယ့်ရဲ့အိမ်မက်တွေကိုဆက်ပြီးတော့အကောင့်တွေဖော်ခွင့်ရတော့မှာဆိုတော့အရင်ပြောပါရှင် ဒီမလေးအနေနဲ့ဂျပန်နိုင်ငံမှာဘာလို့အလုပ်လုပ်ချင်ရတာလဲဆိုတာလေးကိုလည်းပြပြပေးပါဦး အဓိကတော့ကိုယ့်ရဲ့အနာဂတ်နဲ့မိသားစုပေါ့နော်ထောက်ပံ့ပေးနိုင်မယ်လို့ယုံကြည်လို့ပါရှင် ဒီမလေးအနေနဲ့ဒီလုပ်ငန်းတွေမျိုးစားရင်အများကြီးတကပါနော်ဘာလို့တုံတဲကီနိုစတောက်ကုန်ထုတ်ကိုဘာလို့ရွေးထည့်ခဲ့ရလဲဆိုတာလေးကိုလည်းပြပြပေးပါဦး ညီမကတော့ပေါ့နော်အစားအသောက်တွေချက်ပြုတ်ရဝါသနာပါတယ်ပေါ့နော်ဒီလုပ်ငန်းညီမနဲ့ကိုက်ညီမယ်လို့ထင်တဲ့အတွက်ဒီလုပ်ကိုရေးရှင်းပြတာပါရှင် ညီမလေးကိုအင်တာဗျူးဖြေတုန်းက JCM ရဲ့ကိုညီပံ့ပိုးမှုတွေကရောဘယ်လိုရှိပါသလဲ ပထမဆုံး agency ကနေရောမှခိုင်းဝတက်စစ်တယ်ပေါ့နော်ဒီမှာအောင်မြင်သွားတဲ့သူတွေအားလုံး GCCM ကနေပြီးတော့training ပေးရမျိုးရှိခဲ့ပါရှင် ဟုတ်ကဲ့ပါရှင်ညီမလေးအနေနဲ့ဂျပန်စာလေးလာတဲ့အခါမှာအခက်အခဲဆုံးအပိုင်းဆိုရင်ရောဘာများဖြစ်ပါလဲ ညီမတော့ခန်းကြီးရေးကြရပါတော့နည်းနည်းပြင်းနေတယ်ပါအဲ့ဒါကြောင့်ပေါ့နော်ခန်းကြီးကတော့ညီမတို့အခက်အခဲဆုံးဖြစ်မလို့ထင်ပါရှင် ဟုတ်ကဲ့ပါရှင်ညီမလေးမှာနောက်လက်ချင်းဖြစ်ချင်တဲ့ email လေးရှိရင်လည်းပြပြပေးခဲ့ပါအောင် ညီမဂျပန်မှာရလာမယ့်အတွေ့အကြုံတွေသူတို့ရဲ့လုပ်ငန်းလေပတ်ပုံတွေပေါ့နော်တင်ယူပြီးတော့ကိုဒေတာနဲ့ကိုင်ညီမဲ့စွဲလုပ်ငန်းတစ်ခုခုလုပ်မယ်လို့စဉ်းစားထားပါရှင်ဟုတ် ဟုတ်ကဲ့ပါရှင်ညီမလေးအနေနဲ့ DCM ကဒီအလုပ်ခေါ်စာလေးကိုပေါ့နော်ဘယ်လိုမျိုးရှာဖွေတွေ့ရှိခဲ့ရလဲဆိုတာလေးကိုလည်းပြပြပေးပါအောင် ဟုတ်ညီမကတော့ JCC ရဲ့အကြောင်းသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဆန်းစီကနေပြီးတော့တစ်စင်အလုပ်ခေါ်စာရှိရဲ့အကြောင်းပြောပြပြီးတဲ့အတွက်ရှောက်ပြတာပါရှင်ဟုတ် ဟုတ်ကဲ့ပါရှင်နောက်ဆုံးအနေနဲ့ဒီတူရကီနိုနဲ့ဂျပန်ကိုလာဖို့စူးစမ်းနေတဲ့ညီငယ်ညီမငယ်လေးတွေအတွက်အပိစကားလေးတွေလည်းပြပြပေးပါအောင်ရှင် ဟုတ်အဓိကကတော့မနော်ကိုကဒီလမ်းကိုရှောက်မယ်လို့ရွေးချယ်ထားပြီးဖြစ်တဲ့တရားမို့ပေါ့နော်အဆုံးထိပေါ့နော်အားမလျှော့ဘဲနဲ့ကြိုးစားကြပါလို့ပြောချင်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ညီမလေးဒီနေ့တကူတကအချိန်ပေးပြီးတော့အင်တာဗျူးဖြေပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ကြည့်ရှုနေကြတဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုလေးကိုတိုင်ရင် like subscribe လေးလည်းလုပ်ပေးကြပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတ်တာ